Germany ရဲ့ဦးမျိုးလေးမှာမွေးဖွားခဲ့တဲ့ကောင်လေးစကားပြောတော့ကြလို့ညံနေတယ်လို့အထင်ခံခဲ့ရသူဒါပေမဲ့သူ့ရင်ထဲမှာတော့စူးစမ်းလို့စိတ်တွေအပြည့်လွတ်လပ်တဲ့အတွေ့တွေနဲ့စကြောက်လာတဲ့သူပြန်တန်းခဲ့အချိန်နဲ့ဟင်းလေးပြင်ဟာတသားတဲ့လားစွမ်းအင်နဲ့ချက်တူဟာလေအတူတူပဲတဲ့လားကဘာကြီးကိုကြိုင်လုံးလိုက်တဲ့ညီညာချင်းလေးရဲ့မျက်နှာမှာအရာရာဟာပြောင်းလဲခြင်းနဲ့ရပြီးအိုကြီးနဲ့သူဟာစကြလာရဲ့ဘိတ်သူကဟာငိမ့်ချမ်းရေးကိုပဲချစ်မြတ်နိုးတယ်စမီရီတောက်လောင်ချိန်မှာအမိမြေကိုစွန့်ခွာခဲ့ရပြင်စတန်ရဲ့လမ်းမတွေမှာစမင်ပွားနဲ့ရှောင်းလန်းတွေ့တော့ရဲ့ဟိုသိပ္ပံလောကရဲ့မီးရှူတန်းဆောင်စိတ်ကူးစိတ်သန်းဟာအသိပညာထက်ပိုရေးကြီးတယ်ရဲ့စကားသံတွေဒီနေ့ထိပဲ့တင်ထက်ဆဲလူသားတွေတွေ့အမှန်တရားကိုရှာဖွေပေးခဲ့တဲ့နေချလုံးနဲ့ပါရမီရှင်ကြီးအချိန်နဲ့ဟင်းလေးပြင်ဟာတသားတဲ့လားစွမ်းအင်နဲ့တက်တူဟာလေအတူတူပဲတဲ့လားကဘာကြီးကိုကြိုင်လုံးလိုက်တဲ့ညီညာချင်းလေးရဲ့မျက်နှာကျဲတွေစုံတဲ့ညကောင်းခင်ရန်ကိုကြည်လိုက်တိုင်းခင်ပြရဲ့တွေးခေါ်တွေလင်းလန်းနေစေပါနှုတ်ဆက်ပါတယ်အိုင်ဇာရာလူသားမျိုးနွယ်ရဲ့ထာဝရလင်းရောင် Don't forget to subscribe to Eternal Rain Myanmar.